အားလုံးပဲမင်္ဂလာပါရှင် Victoria King YouTube Channel မှာကြိုဆိုပါရစေဒီနေ့တော့အန်တီခင်ကပိတ်ရက်လေးဖြစ်တဲ့အတွက်ပီပလာတာဟင်းလေးချက်စားဖြစ်ပါတယ်ရှင်ချက်ပုံစစ်စစ်ကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ပလာတာဟင်းရေချက်ဖို့အတွက်ကလပဲကိုရေသေးချစွာဆေးပေးလိုက်ပါမယ်ရှင်ရေဆေးပြီးပြီဆိုရင်ကလပဲကိုခဏလေးရေစိမ်ထားပေးလိုက်ပါမယ်ရှင်ပြီးရင် pressure cooker ထဲမှာစားရယ်စနုံးမုံရယ်ထည့်ပြီးတော့နိုင်ဝက်ခန့်ပေါင်းပေးလိုက်ပါမယ်ရှင်ပလာတာဟင်းရေချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်။ဒါကတော့ကြက်သားကိုရေတခြားစွာဆေးပြီးတော့အရသာနေထားတာဖြစ်ပါတယ်ရှင်။အာလူးကိုစနုံးမုံရဲ့စားရည်နဲ့အရသာလေးနေထားတာဖြစ်ပါတယ်ရှင်။ကြက်သွန်ဖြူနီငရုတ်သီးတို့ကိုထောင်းထားတာဖြစ်ပါတယ်ရှင်။ဒါကတော့ဇီရာမုံရဲ့နနံမုံရဲ့မဆလာရဲ့ဖြစ်ပါတယ်ရှင်။ကရဝီရွက်နဲ့တကြပိုးခောက်တို့လည်းလိုအပ်ပါတယ်ရှင်။ပလာတာဟင်းရည်ထဲမှာထည့်ဖို့အတွက်ကြက်သားကိုပထမဆုံးချက်ပါမယ်ရှင်။ဒဲဝရဲကိုစီထည့်ပါမယ်။စီပူလာပြီဆိုရင်ခုနကထောင်းထားတဲ့ကြက်သွန်ဖြူနီငရုတ်သီးတို့ကိုထည့်လိုက်ပါမယ်ရှင်။ပြီးရင်တကြပိုးခောက်ရဲ့ကရဝေးရွက်ရဲ့ထည့်လိုက်ပါမယ်ရှင်။ပြီးရင်အရသာနေထားတဲ့ကြက်သားတွေကိုထည့်လိုက်ပါမယ်ရှင်။ကြက်သားတွေထည့်ပြီးပြီဆိုရင်အရသာစိတ်ဝင်သွားအောင်တိတ်ချလေးမွေပေးလိုက်ပါမယ်ရှင်။ပြီးရင်ရေအနှဲငယ်ထည့်ပြီးတော့ခဏလေးတည်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်အနံ့လေးမွေးသွားအောင်ခုနကပြတ်ထားတဲ့မဆလာဇီရာနနံမုံတို့ကိုထည့်ပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့အခုဆိုရင်ချက်ထားတဲ့ကြက်သားဟင်းကလည်းနူးပါပြီရှင်အာလူရောထည့်လိုက်ပါမယ်ရှင်ပြီးရင်အရသာလေးစိတ်ဝင်သွားအောင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်ပလာတာဟင်းရေချက်ဖို့အတွက်ပဲပြုတ်ထားတာရပါပြီရှင်အဖက်လေးတွေကြေသွားအောင်လို့စကားလေးနဲ့တေချာလေးတိုက်ပေးလိုက်ပါမယ်ရှင်ဒါကတော့စကားလေးနဲ့တိုက်နေတာဖြစ်ပါတယ်ရှင်ပလာတာဟင်းရေချက်ဖို့အတွက်ပထမဆုံးဒံအိုးထဲမှာရေထည့်ပြီးတည်ပေးထားပါမယ်ရှင်ရေပွက်လာပြီဆိုရင်ခုနကအနစ်တိုက်ထားတဲ့ပဲတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ခုနတည်ထားတဲ့ဟင်းအိုးထဲမှာထပ်ထည့်ဖို့အတွက်ပဲစိမ့်မုံကိုဖြော်ထားတာဖြစ်ပါတယ်ရှင်ဟင်းရေပွက်ဆူလာပြီဆိုရင်ပဲစိမ့်မုံဖြော်ရည်ကိုဖြည်းဖြည်းချင်းစီထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်ဟင်းရေပွက်ဆူလာပြီဆိုရင်ခုနကချက်ထားတဲ့ကြက်သားနဲ့အာလူဟင်းကိုရောထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ပြီးရင်အရသာအတွက်ဓာတ်ရှိချုံမုံရဲ့စားရဲ့ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်တေချာလေးမွေပေးလိုက်ပါမယ်ရှင်ဟင်းရေပွက်ဆူလာပြီဆိုရင်အရသာအပေါ်ငံမြည်ကြည့်ပြီးတော့အရသာကွက်တီဆိုရင်ချထားလိုက်လို့ရပါပြီရှင်ပလာတာဟင်းရေလေးရပါပြီရှင်ပလာတာဟင်းရေချက်သွားပြီဆိုတော့ပလာတာကြော်ပါမယ်ရှင်ပလာတာကတော့ very good ready made ပလာတာကိုအသုံးပြုထားပါတယ်ရှင်ဒီ very good design ready made ပလာတာကစီထက်ပေးပြီးကြော်ဖို့မလိုပါဘူးရှင်စီပါပြီးသားဖြစ်ပါတယ်ရှင်ပလာတာကတော့ပလာတာဆိုင်မှာလည်းဝယ်လို့ရသလိုမိမိအိမ်မှာလည်းလုပ်လို့ရပါတယ်ရှင်ဒါကတော့ကြော်ပြီးသားအနေထားလေးဖြစ်ပါတယ်ရှင်ပလာတာတွေအားလုံးကြော်လို့ပြီးသွားပါပြီရှင်
ပလာတာဟင်းထဲမှာထည့်စားဖို့အတွက်ကြက်သွန်နီကိုရေဆေးနေတာဖြစ်ပါတယ်ရှင်ရေဆေးပြီးသားကြက်သွန်နီကိုတေချာလှီထားပေးလိုက်ပါမယ်ရှင်ပြီးရင်တံမျိုးသီးကိုရေဆေးပါမယ်တံမျိုးသီးကိုရေဆေးပြီးရင်တေချာစိတ်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်ငရုတ်သီးစိမ်းကိုရေဆေးပါမယ်ငရုတ်သီးစိမ်းကိုရေဆေးပြီးရင်တေးသေးလေးတွေလှီထားပေးလိုက်ပါမယ်ရှင်ပြီးရင်ပလာတာဟင်းရေထဲမှာမပါမဖြစ်ပူစီနံရွက်ကိုရေ9ခေါက်လောက်ဆေးပေးလိုက်ပါမယ်ရှင်ရေဆေးပြီးသားပူစီနံရွက်တွေကိုရေလေးနဲ့ခဏလေးစိမ်ထားပေးလိုက်ပါမယ်ရှင်ဟုတ်ကဲ့ဒါကတော့အန်တီခင်ကပလာတာဟင်းရည်နဲ့တွဲစားဖို့ပါဝင်ပစ္စည်းတွေကိုအစင်သင့်လုပ်ထားတာဖြစ်ပါတယ်ရှင်ကျက်သွန်နီရဲ့တံမျိုးသီးရဲ့ငရုတ်သီးစိမ်းရဲ့ပူစီနံရဲ့ဖြစ်ပါတယ်ရှင်ဒါကတော့ခုနကြော်ထားတဲ့ပလာတာကိုကတ်ကြီးနဲ့ညှက်ထားတာဖြစ်ပါတယ်ရှင်အလွယ်တကူစားလို့ရအောင်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ခုဆိုရင်ပလာတာစားဖို့အစင်သင့်ဖြစ်ပါပြီရှင်လိုက်ချက်စားကြည့်ပါနော်ချဲရတာလည်းလွယ်ကူပြီးတော့စားရတာလည်းအင်မတန်မှအရသာရှိပါတယ်ရှင်အန်တီခင်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကြည့်ရှုသူများအားလုံးကိုအန်တီခင်ကကျေးဇူးများကြီးတင်ပါတယ်ရှင်